အားလုံးပဲမင်္ဂလာပါဒီနေရာလေးကတော့မလေးရှားနိုင်ငံအပြည်ပြည်ဆိုင်ရာလေဆိပ် KLIA1 International Airport ပဲဖြစ်ပါတယ်ဆိုကျွန်တော်တို့ရွှေညင်ကော်မန္တမတို့မြန်မာပြည်ကိုပြန်မယ်ဆိုရင်ကိုဝယ်ထားတဲ့လက်မှတ်က KLIA1 ဖြစ်နေတယ်ဆိုရင်ဘယ်ကောင်တာမှာချက်အင်လောက်ရမလဲမသိသေးတဲ့သူတွေအတွက်ဒီဗီဒီယိုလေးတွေမှာကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်အကယ်၍ကိုက KL မှာနေတယ်ဆိုရင်တော့ KL ကနေပြီးတော့ Grab ကားစီးလာမယ်ဆိုရင်တော့အဲ့ဒီ destination နေရာလေးမှာKLIA1 departure gate number 5ကိုရွေးပါအခုကျွန်တော်ဝင်လာတဲ့နေရာကတော့door number 3ပေါ့နော် gate number 3ပဲဖြစ်ပါတယ်ဒီနေရာနေပြီးတော့ဝင်လာမယ်ဆိုရင်အမှန်ကတော့ဒီ gate number 3က domestic check in counter တွေလုပ်တဲ့နေရာပဲဖြစ်ပါတယ် domestic ဆိုတာကပြည်တွင်းတွေစီးတဲ့လေယာဉ်ပေါ့နော် check in လုပ်တဲ့နေရာပဲဖြစ်ပါတယ် okay တကယ်၍မိတ်ဆွေကဒီနေရာဝင်လာတယ်ဆိုရင်တော့ညာဘက်ခြမ်းကိုချိုးပါမိတ်ဆွေကချက်အင်လုံးမဲ့နေရာက G counter ပဲဖြစ်ပါတယ်เนาะ G counter မှာတွားပြီးတော့လောက်ရမှာဖြစ်တယ် G counter မှာသူတို့က1 2 3ဖွင့်ထားတယ်အကုန်လုံးကမြန်မာ Airways တွေအတွက်ပဲသူတို့ကချက်အင်လုပ်ပေးတာဖြစ်ပါတယ်အခုမြင်တွေ့တဲ့လူတွေအားလုံးဒီမြန်မာနိုင်ငံကိုပြန်မဲ့ရွှေညင်ကိုမန္တမတွေအားလုံးပဲဖြစ်ပါတယ်အဖော်မရှိမှာကိုမကြောက်ပါနဲ့ချက်အင်မလုပ်တတ်မှလည်းမကြောက်ပါနဲ့သူတို့အပီးစီအကုန်လုံးတည်တည်ချာချာလုပ်ပေးပါတယ်သူတို့ချက်အင်လုပ်ပြီးသွားလို့ရှိရင် boarding pass လေးပေးပါမယ်เนาะboarding pass တဲ့အပြင်သူတို့အဒီမှာဒီစီးစာရွက်ပြစရာမလိုတော့ပါဘူးဒီနောက်ပိုင်းမှာ okay စောစောကကျွန်တော်ပြောတဲ့ G ဒီ gate number 5ကနေဝင်လာမှဆိုရင်ဟောဒီ G counter ကိုတန်းနေရမှာဖြစ်ပါတယ်ဒါကြောင့်မို့ Grab ကငှားတဲ့အချိန်မှာ departure gate number 5ကိုရွေးပါOkay သူတို့တွေကနေပြီး check in လုပ်ပြီးသွားလို့ boarding pass ပေးလိုက်ပြီဆိုရင်ကိုယ့်ရဲ့ဒီ passport အလဲမှာအဲ့ဒီ boarding pass ကိုညှက်ပြီးလို့ရှိရင်တက်တက်လေးလျှောက်လာလိုက်အဲ့ဒီမှာရဲမီကရက်ဆောင်နေအဲ့ဒီမှာ immigration ကိုဝင်ရမှာဖြစ်တယ်အဲ့ဒီရဲမီကိုစာအုပ်နဲ့လိမ်လက်မှတ်ကိုပြပြီးလို့ရှိရင်တက်လီကအတိုင်းလေးဆင်းလာခဲ့လိုက်နော်အဲ့ဒီတက်လီကအတိုင်းလေးဆင်းလာမယ်ဆိုရင်အဲ့ဒီမှာ immigration gate ကိုကျွန်တော်တို့ကဖြတ်ရမှာဖြစ်တယ်ဆိုဒီမှာသူတို့ line လေးတားထားတယ်အဲ့ဒီ line လေးအတိုင်းဝင်သွားလိုက်ဝင်ပြီးသွားလို့ရှိရင် immigration ကို passport ပြရမယ်ပြီးလို့ရှိရင်ထောက်ကန်စာမိမိရဲ့တတိထောက်ကန်စာပြီးလို့ရှိရင်သူတို့ကတမ်ပရိနှိပ်ခိုင်းနှိပ်ပြီးလို့ရှိရင်ကျွန်တော် immigration ကိုကြော်လာမယ်ကြော်လာပြီဆိုရင်ဒီနေရာဒီ customs ဒီ counter ကိုရောက်လာမယ်ဒီနေရာလေးမှာမလုပ်ရမလဲဆိုတော့မိမိရဲ့လက်ဆွဲအိတ်တွေမိမိရဲ့ကြောပိုးအိတ်တွေဒီဆက်ကလေးပေါ်မှာတင်ပြီးတော့ scan ရမှာဖြစ်ပါတယ် so ဒီနေရာကနေပြီးတော့ကြော်သွားလို့ရှိရင်ကျွန်တော်တို့ဒီဘာခေါ်မလဲဒီ duty free ဆိုတဲ့ shopping နေရာလေးကိုရောက်လာမှာဖြစ်ပါတယ်မိမိဒီနေရာလေးရောက်လာပြီဆိုရင်ကိုယ့်ရဲ့ boarding pass ကိုကြည့်ပါ gate number ဘယ်လောက်လဲ gate number ကိုကြည့်ပြီးတော့သွားပါအဲ့ဒီထဲမှာအပေါ်မှာ sign board လေး G လား H လား H ဘယ်လောက်လဲစသဖြင့်အဲ့ဒါလေးကိုကြည့်ပြီးတော့သွားသူ့မှာကH နဲ့ G ရှိတယ်ဒီဘက်ချမ်းက G ကျွန်တော်မမိုင်းဘယ်ဘက်ချမ်းပေါ့နော်ဘယ်ဘက်ချမ်းကြတယ်အဲ့ဒီ H ကဘယ်ဘက်ချမ်းကြတယ် G ကညာဘက်ချမ်းကြတယ်ဆိုတော့ကိုဆောက်ရမယ့် gate နေရာလေးကိုသွားဆောက်ပါပြီးလို့ရှိရင်သူတို့ကနေပြီးတော့ announce လုပ်လိမ့်မယ်အသိပေးလိမ့်မယ်ရန်ကုန်ကိုသွားမယ်လေဆိပ်ကဘယ် gate ဘလောက်ကားသက်စီးရမှာဖြစ်ပါတယ်နော် bus ကားကိုစီးသွားရမှာဖြစ်တယ်အဲ့ဒီ gate နေရာကနေပြီးတော့ထိုင်ဆောက်ပါအဲ့ဒီနေရာကနေပြီးတော့သင်အချိန်ရောက်လာပြီဆိုတာနဲ့သူတို့ကဘတ်ကားနဲ့လိုက်ပြီးတော့ပို့ပေးရမှာဖြစ်ပါတယ်ဘတ်ကားစီးပြီးတော့ဟိုးပဲချမ်းမှာကျွန်တော်လေရင်သွားစီးရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲအားလုံးအတွက်အဆင်ပြေချုံမိကြပါစေဒီဗီဒီယိုလေးကကျိုးရှိတယ်ဆိုရင်လည်းကျွန်တော်ရဲ့ page လေးကို like and share လေးနဲ့အားပေးခဲ့ပါဦးခင်ဗျာ